မင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေများကို Perfect Home Wine ဇက်မှပြန်လည်ကြိုဆိုလိုက်ပါရဗျကျွန်တော်အခုရောက်ရှိနေတာတော့ပြင်းလွင်မြို့ရက်ကွက်စခွန်အနီးစခန်းမှာကျွန်တော်ရောက်ရှိနေတယ်ကျွန်တော်ရောက်ရှိနေတာဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေဒီလိုပတ်ဝန်းကျင်ကောင်းပြီးတော့နောက်ပြီးတော့ဒီလိုအိမ်လေးတွေအသစ်ဆက်လေးတွေနဲ့နောက်ပြီးတော့ဒီလိုလုံးချင်းတိုက်လေးတွေစူးစီးတည်ရှိနေတဲ့မန်းလေးပြင်းလွင်လမ်းမရနေလာမယ်ဆိုရင်လည်းစက္ကန့်ပိုင်းအကွာဝေးတာလာရတဲ့ဒီနေရာမှာတည်ရှိတဲ့ကျွန်တော်မြေကွက်လေးတစ်ကွက်နဲ့ကျွန်တော်မိတ်ဆက်ပေးမလို့ကျွန်တော်ရောက်ရှိနေတာဖြစ်တယ်ဗျကျွန်တော်မိတ်ဆက်ပေးမယ့်မြေကွက်လေးရဆိုရင်ဒီအကွက်လေးဖြစ်တယ်ဗျကျွန်တော်ပြမယ်နော်ဒါတော့ဒီကောင်းတော့ထောင်းကွက်ပေါ့ဒီနားမှာဒီပေ40 60တစ်ကွက်ကို1800ဝန်းကျင်1800ထိတ်ဆုံးကွက်တွေဆို2000ဝန်းကျင်လောက်ပေါက်ဈေးရှိနေတဲ့အချိန်ဒီအကွက်လေးကတော့ထိုအကွက်လေးနဲ့မလန့်မကမ်းမှာတည်ရှိပြီးတော့လမ်းမြင်နေရရဗျဒီအကွက်လေးအကျယ်ကပေ40 60အကျယ်ရှိပြီးတော့ခေါ်စင်းလေးအနေဖြင့်1300ကိုညီနာရောင်းချပေးမှဖြစ်လို့ကျွန်တော်မိတ်ဆွေများအနေနဲ့ဒီလိုမန်းလေးပြင်လမ်းမကြီးအနီးကတ်တရလမ်းအတင်ဒီလိုမြေကွက်လေးရှာဖွေနေရဆိုရင်ဒါလေးကဈေးတန်းအရန်တင့်တော်တာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေများကိုကျွန်တော်မိတ်ဆက်ချင်တော့ကျွန်တော်ရောက်ရှိနေတာပါအဲကျွန်တော်အကွက်ကနေပြီးတော့မန်းလေးပြင်လမ်းမကြီးကိုကျွန်တော်စပြီးတော့သွားပြနေတယ်ဗျတော့ဒီအကွက်တည်းရဲ့ဘေးပတ်ဝန်းကျင်အနေထားလေးတွေဖြစ်တယ်ဗျဒီလိုတာကြီးတိုင်ကောင်းလေးရှိတယ်လူစီကားတယ်ပြီးတော့ရက်ကွက်မြေအစ်စ်ဖြစ်တယ်ဗျဘေးလေးမှာဆိုတာလေးဆိုလုံးချင်းတိုက်လေးတွေဒီလိုအင်ဂျင်အကောင်းလေးတွေစောက်လုပ်ထားတယ်ကျွန်တော်အနေနဲ့တွေ့ရတယ်ဒီလုံးချင်းတိုက်လေးလည်းအယောင်းဖွင့်ထားတာတွေ့ရရေးမီအပြည့်စုံနဲ့ဒီလိုလုံးချင်းဘန်ကလိုလေးပါတာကိုအဲထဲမှာတော့ဈေးကွက်ထဲမှာ2000ဝန်းကျင်နဲ့အယောင်းတင်ထားတာကိုကျွန်တော်အနေနဲ့တွေ့ခဲ့တယ်။အဲတော့ပတ်ဝန်းကျင်ရဲ့အနေအထားလေးကျွန်တော်ပြနေတာ။ဒီလမ်းကနေပြီးတော့မန်းလေးပြည်နယ်လမ်းမကြီးကနေပြီးတော့အကွက်အရောက်ကိုဒီလိုကတ်တရလမ်းတောက်လျှောက်ဖြစ်တယ်ဗျ။ဒီရှိပေ300အကွာပါဆိုကြမန်းလေးပြည်နယ်လမ်းမကြီးကိုရောက်ပြီ။ကျွန်တော်မိတ်ဆွေများအနေနဲ့အကွက်ကိုလာမကြည့်ဘဲနဲ့အကွက်ထဲရောက်ရှိတယ်လို့မျိုးဖြစ်စေအောင်ကျွန်တော်အနေနဲ့ဒါဗီဒီယိုလေးဆွဲပေးထားတာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများမန်းလေးပြည်နယ်လမ်းမကြီးကိုရောက်ပြီအမြေကွက်လေးရဆိုရင်အခုလိုဒါမန်းလေးပြည်နယ်လမ်းမကြီးပေါ်ကအနီးစကန်မီပွားဒီလိုဈေးနီးကြောင်းနီးနေရာမှာတည်ရှိတဲ့အပြင်ဟိုမှာရန်ကိုတွားလာရေးလည်းအဆင်ပြေတဲ့ location တစ်ခုမှတည်ရှိတာမို့ကျွန်တော်မိတ်ဆွေများအနေနဲ့ဒီမြေကွက်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်ကြည့်ရှုဝယ်ယူချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်း3994 လုံး 9148ကိုဆက်သွယ်မေးမြန်းပြီးတော့ကြည့်ရှုဝယ်ယူနိုင်ပါတယ်ခင်ဗျာ